betta fish တွေမွေးလာတာကြပြီဆိုတော့စိတ်ကအစ်စ်တစ်ခုကိုစမ်းပြီးတော့မွေးကြည့်ချင်လာတယ်ဒါနဲ့ပဲကျွန်တော်ရှာရင်နဲ့အရင်ကမွေးဘူးတဲ့ flower horn တွေပြန်မွေးဖို့အကြောင်းစပြီးတော့ဖန်လာခဲ့ပါတယ် flower horn တွေကိုကျွန်တော်2019 2018လောက်ကတော့တော်တော်လေးမွေးခဲ့ဘူးသေးတယ်အခုလိုရောင်းဝယ်တာမျိုးမဟုတ်ပဲအိမ်မွေးအနေနဲ့ပဲမွေးပြခဲ့ရပါ3မိတပေကန်နေကြီးပဲမရှိဘူးဆိုရင်တော့10လုံး15လုံးလောက်တော့ရှိမယ်ထင်တယ်အသက်ငယ်တာတကြောင်ပြီးတော့အကြောင်းပညာရေးရလည်းရှိတဲ့တကြောင်ဆိုတော့ကျွန်တော် flower horn တွေကိုသေချာလေးတော့ဂရုမစိုက်နိုင်ခဲ့ဘူးပေါ့နော်ဟီတာထောက်ရမှန်းလည်းမသိဘူးအောက်ဆီဂျင်ပေးရမှန်းလည်းမသိဘူးဒီတိုင်းကန်နေကြီးနဲ့ပဲကျွန်တော်မွေးတာပေါ့နော်အဲ့လိုနဲ့ကြားရဲကျွန်တော်2019 20လောက်မှာတော့ငါလုံးဝမမွေးပြတော့ဘူးကျွန်တော်ကန်နေအကုန်ရောင်းပလိုက်တာဗျာဒါပေမဲ့တိတ်မကြပါဘူးကျွန်တော်2023မှာကြံခဲ့တဲ့တပေကန်မှာကျွန်တော် betta galaxy လားမသိဘူးHTY betta ဟုတ်တယ်အဲ့တော့ကကျွန်တော်က HMBK နဲ့ပတ်သက်ပြီးမမွေးဘူးဗျာကျွန်တော်ဟမ်မုန်းနေမှာမွေးဘူးလေအမှ HMBK လေးစမွေးပြီးတော့အခုလိုမျိုး aqua creative ဖြစ်လာတော့ပါပဲဒီကနေ့2026ဇွန်လမှာတော့ကျွန်တော်ရဲ့ flower home မွေးစဉ်ချိန်ကပြန်ပြီးတော့အသက်ဝင်လာခဲ့ပါတယ်အရင်ကတည်းကပို့ပြီးတော့ကျွန်တော် view site မယ်ပြီးတော့ပို့ပြီးတော့လှတဲ့ကောင်လေးတွေမွေးဖို့လည်းကျွန်တော်ဆုံးဖြတ်ထားပါတယ်ကန်ကတော့ဂျားတဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်မှုတွေထင်တယ် flower home မွေးရဲ့ဗီဒီယိုတွေအဲ့ဗီဒီယိုမှာသုံးထားတဲ့အလျား3ပေအနံတစ်ပေခွဲအမြင့်တစ်ပေခွဲကန်ကြီးကိုကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်ဒီကောင်ကဘေးချက်တော့ကွဲနေပြီမဲ့ကျွန်တော်ဖာထားတာဖြစ်တဲ့အတွက် flower home AC ကြောင်းလို့ရပါတယ်ရေတန်းစီစနစ်ကတော့ကျွန်တော်အရင်ဆုံး 2-way air vent တစ်လုံးရဲ့ဒီ spongy filter လေးတွေထည့်ပြီးတော့အသုံးပြုသွားမှာဖြစ်ပါတယ်flower home ကတော့ကျွန်တော်အခုပြိုးဆိုင်လေးတွေဝယ်ထားတာပေါ့နော်ကန်ဖာအကောင့်20ကမ်မလော့ကအကောင့်20ပဲဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်ဒီကန်ကြီးနဲ့ပဲထားအောင်မယ်အထက်ကမှ size နဲ့တက်လာတဲ့ကောင်လေးတွေကို5 liter ဘူးလေးတွေနဲ့ခွဲချောင်းမှာဖြစ်ပါတယ်သူများတွေကတော့10 liter ဘုံးနေနဲ့ခွဲချောင်းမယ်ကျွန်တော်မှာက5 liter တွေကတော်တော်များနေတယ်အဲတော့ကျွန်တော်5 liter ဘုံးနေနဲ့ခွဲချောင်းမှာဖြစ်ပါတယ်အခုမှစလုပ်တာဆိုတော့ကန်တိုင်းကိုအောက်ဆီဂျင်ပေးဖို့တော့အဆင်မပြေနိုင်ဘူးပေါ့အဲတော့ကျွန်တော်ရေကိုတစ်ရက်တစ်ခါ50% လဲတဲ့နည်းကိုအသုံးပြုသွားမှာဖြစ်ပါတယ်အစာအနေနဲ့ကတော့ကျွန်တော်မှာရေတီရှိတယ်ပြီးတော့ 9.9 အစာရှိတယ်ပြီးတော့ platinum အစာရှိပါတယ်ဒီ3မျိုးကိုကျွန်တော်တစ်ရက်ကို3ချိန်အစာနည်းနည်းစီကျွေးပြီးတော့ကြောင်းကြည့်သွားမှာဖြစ်ပါတယ်အခုမှစပြီးတော့ပြန်မွေးရဖြစ်တဲ့အတွက်ကျန်းမာရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော် betta တွေလောက်တော့ကျွမ်းကျင်မှုမရှိဘူးပေါ့နော်အဲတော့ကျွန်တော်လေးလာမှာဖြစ်ပါတယ်ကျွန်တော်ဘက်ကကျွန်တော် betta လောကမှာဘလောက်ပဲတည်ဗျာဒီကျွန်တော်မသိရဲ့ဒီဟွန်းလောကကိုပြန်ပြီးတော့ကူးပြောင်းတဲ့အခါမှာအခက်အခဲတွေကတော့တွေ့ရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အမြဲတမ်းလေးလာနေမယ်ဆိုလို့ရှိရင်တော့အခက်အခဲတွေကိုကျွန်တော်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်လက်ရှိကတော့ကန်ကကျွန်တော်နောက်ထပ်တစ်ကန်ထပ်ရလာပါတယ်အလျားကတော့2ပေအနံကတော့1ပေအမြင့်ကတော့1ပေခွဲပဲဖြစ်ပါတယ်ဒီကောင်ကလည်းကျွန်တော်လက်ဆောင်ရတာပါကျွန်တော်အခုသုံးပြုနေတဲ့ပစ္စည်းတော်တော်များများကအသီးတွေစီကလက်ဆောင်ရတာပဲများပါတယ်ကန်ကတော့ပထမဆုံးကျွန်တော်အောက်ဆင့်မှာပဲထားပါမယ်ဆင်ကအလျား3ပေအမြင့်က2ပေလောက်ရှိပေမဲ့ကျွန်တော်ကန်ကကိုလိုကန်လန်ဖြစ်နေတယ်ကန်ရဲ့အမြင့်က1ပေခွဲဆိုတော့လက်ကနှိုက်ရတာဘလို့မှအဆင်မပြေဘူးအဲတော့ကျွန်တော်မြောက်စိတ်ဖြစ်နေတဲ့အတွက်ကျွန်တော်အပေါ်ပြန်ပြောင်းมาဖြစ်ပါတယ်အခုကတော့ကျွန်တော် startup တွေအကုန်ဆင်ပြီးသွားပါပြီဒီဘက်ကန်မှာကတော့ကျွန်တော်ရိုးကန်ဖာပေါ့နော်ကန်ဖာ F2 5ကောင်ရှိရယ်ဒီကောင်လေးကတော့ GB ကန်ဖာတစ်ကောင်ရှိပါတယ်ဟိုဘက်ကန်မှာကတော့ Super Red Monkey တစ်ကောင်ရယ်ဒါကတော့ကျွန်တော်ဟိုဗီဒီယိုမှာတင်ဘူးတဲ့အကိုစီရပဲထပ်ပြီးတော့တွားဝယ်ထားတာပေါ့နော် GTK Camelot GB လို့တော့ပြောရတယ်ဗျကျွန်တော်ကြတော့အဲ့လိုမျိုးအကြီးကြီးမွေးရတဲ့စာအသေးလေးရနေတည်ရမှာအရသာခံပြီးမွေးရတာကိုကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ရွေးချယ်ပြစ်တာဖြစ်ပါတယ်လက်ရှိကတော့အကောင်20လောက်ကိုကျွန်တော်5 liter ထဲပို့ပြီးသွားပါပြီကျန်တဲ့ကောင်လေးတွေကတော့ကျွန်တော်ဒီမှာဆက်ပြီးတော့ထားနေတော့မှာပဲဖြစ်ပါတယ် flower home ခရီးစဉ်ကဒီနေ့မှစတင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းတွေမှာဒီကန်ဖာတွေကမ်မလော့တွေကိုကျွန်တော်တေချာလေးပြုစုပြောထောင်ပြီးတော့ဘာတွေကြုံတွေ့ရမလဲဘယ်လိုတွေပြောင်းလဲလာမလဲဆိုတာကိုတော့ဆက်ပြီးတော့တင်ပေးသွားဖို့ရှိပါတယ်ကျွန်တော်စီမှာနောက်ပိုင်းကြလို့ရှိရင် flower home တွေလည်းဝယ်ယူလို့ရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြိုက်နေတတ်တယ်ဆိုရင်တော့ like and share နဲ့ subscribe လုပ်သွားပေးလို့ရပါတယ်ကျွန်တော်ကတော့ Aqua Creative က Harry ပဲဖြစ်ပါတယ်